Hello ညီကိုတို့အားလုံးပဲမင်္ဂလာပါဒီနေ့မှာကတော့ဒီစပိန်လာလီဂါပွဲစဉ်2ပွဲနဲ့ယူဗာလိပွဲစဉ်4ပွဲကိုသုံးသပ်ပေးခြင်းတယ်ပေါ့နော်အရင်ဥဆုံးစပိန်လာလီဂါပွဲစဉ်2ပွဲဖြစ်တဲ့ဒီအိုဆာဆူနာနဲ့အေရှီပွဲရဲ့ဒီအိုဗီဒိုနဲ့ဘာစီလိုနာပွဲရဲ့သုံးသပ်ပေးမယ်ပေါ့နော်အိုဆာဆူနာနဲ့အေရှီပွဲဒီပွဲပေါ်ကြီးမှာဆိုလို့ရှိရင်အေရှင်အိုဆာဆူနာက level 90ရှုံးကိုပေါ်ကြီးမှာကနှလုံး20ရှုံးငွေပေးတာတော့တွေ့ရတယ်ဗျဒီတစ်ဖက်က AC ဆိုတာကတော့တန်တက်အသင်းဗျာနော်ဒီအိုဆာဆူနာအနေနဲ့လက်ရှိမှာဒီအဆင့်73မှာရှိရရမအဖြစ်6မှတ်ရထားတယ်နှစ်ပွဲနိုင်ဒီ3ပွဲရှုံးလာတယ်ဗျာနော်ဒီတစ်ဖက်က AC ကြည့်မှဆိုလို့ရှိရင်သူအဆင့်ခွန်မှာရမအဖြစ်6မှတ်ရထားဗျာနော်သူကနှစ်ပွဲနိုင်3ပွဲတည်ကြတယ်သူကတော့ရှုံးပွဲရှိမထားဘူးဗျာနော်ဒါတော့မှဒီအဆင့်73ကအသင်းအဆင့်ခွန်အသင်းကို level 90ရှုံးဆိုပြီးတော့ဒီရေရတင်းနဲ့ဖွင့်ထားတဲ့ကြီးအနေထားကိုကျွန်တော်တွေ့ရမယ်နော်ပြီးတော့ဒီဂိုးဘောကြီးမှာနှလုံး20ရှုံးဆိုတော့ညီကိုတို့နော်အောက်ကအတင်းကနေအပေါ်ပေးထားတဲ့အဆင့်ရလေဒီ973ဆိုတော့ဒီ60လောက်ကိုကွာနေကြားထဲမှာပေါ့နော်ဒါတော့ level 90ရှုံးဆိုတော့အိုဆာဆူနာဒီကြည့်ရကျွန်တော်သုံးသပ်တာပေါ့နော်ဒါအိုဆာဆူနာနိုင်မကြီးဆိုတာအထင်သားကြီးမြင်တွေ့နေရတယ်ဂိုးဘောကြီးနှလုံး20ရှုံးမှာတော့အေရှီဆိုတဲ့အတင်းကဘယ်တော့ဖွင့်တိုက်လို့လဲဗျာနော်အမြဲတမ်းလို့ခန်းစီအသားပြီးဆော့တာဗျာသူကရဒါကြောင့်မလို့9အောင်မယ်နော်ဒီက9အောင်မယ်ကျွန်တော် body မှာဆိုလို့ရှိရင်တော့အိုဆာဆူနာပဲကြိုက်ပါပဲအိုဆာဆူနာနဲ့9အောင်ကြိုက်တယ်ကဲနောက်တစ်ဝက်ဖြစ်တဲ့ အိုဗီဒိုနဲ့ဘာစီလိုနာပွဲဒီပွဲပေါ်ကြီးမှာဆိုလို့ရှိရင်အဝေးကွင်းဘာစီလိုနာကနှလုံး40စာဂုံမောကြီးမှာက360ရှုံးပြီးတာတွေ့ရတယ်ဘာစီလိုနာဒီလိုကြီးမျိုးပေးပြီးတော့အောင်တော့ဒီနှစ်ပွဲရှိရပေါ့နော်ဘလင်စီယာကိုသူနှလုံး40စာ50စာနေပြီးတော့ဇီးစစ်နဲ့ဒီဂုံမောကြီးအနေထားမှာ380စာဘလင်စီယာနဲ့ပွဲတော့ဘာစီလိုနာပေးခဲ့တယ်ပေါ့နော်အဲ့မှာဒီစစ်စည်းဆိုပြီးတော့ဘာစီလိုနာကအနိုင်ရရှိသွားအဲ့နောက်ပွဲဒီဂီတာဖိနဲ့အိမ်ဝင်းပွဲကန်တယ်เนาะအဲ့မှာလဲနှလုံး50စာ40စာဒီပတ်ဝန်းကျင်မှာပဲဒါမှမဟုတ်ဂိုးပေါင်းကြီးမှာတော့ဂီတာဖိနဲ့ပုံမှာလည်းပျော့သွားတာတွေ့ရတယ်သုံးလုံး30ရှုံးကိုပြီးထားတွေ့ရအဲ့အနေထားမှာအတူတီးဆိုပြီးတော့ဘာစီလိုနာဘော်လီကြီးအောင်ပြီးတော့ဂိုးပေါင်းကြီးကြာတာတော့တွေ့ရတယ်ဒီနေ့မှာကဲလာပြီးဒီလိုထောက်ဝပြပြီးဒီရေးအိုဗီဒိုဆိုတာကကျွန်တော်တို့ဒီတန်တက်အသင်းမှာကျွန်တော်အိုဗီဒိုအနေနဲ့ဒီလောလောဆယ်အဆင့်18မှာเนาะတန်းစင်းစုံမှာဒီ3ပွဲ3မှတ်ရထားတယ်ပေါ့ဗျာเนาะတပွဲနိုင်ပြီးတော့4ပွဲဒီအောင်ရှုံးတာကိုကျွန်တော်တွေ့ရမယ်ဒါကြောင့်မို့ရီယိုအိုဗီဒိုအနေနဲ့ဘာစီလိုနာကိုခန်းစစ်ပဲပိတ်ကံပါစီအောင်လို့ဗျာလုံးဝမလွယ်တဲ့အနေထားမှာရှိပါတယ်နှလုံး40စာ3လုံး60ရှုံးဆိုတဲ့ကြီးမျိုးအနေထားမှာဘာစီလိုနာဒီနေ့ဒီဖြတ်တန်းနေရတာ3ပွဲမြောက်ပဲသူဒီလိုဖြတ်တန်းနေဒီနေ့မှာရော3ပွဲမြောက်မှာဒီလိုကြီးမျိုးမှာထပ်ပြီးအောင်မအောင်မလားကျွန်တော်ကတော့ဒီပြီးခဲ့တဲ့ဘက်ကလည်းရီယမတ်ကလည်းကိုပြက်နဲ့ဒီတရားထိပ်ဆုံးမှာဆက်လက်ရက်တည်နေတာဖြစ်တဲ့အတွက်ကြောင့်ဘာစီလိုနာတို့အနေနဲ့ဒီနေ့မှလည်းရှိုးမယ်လို့မထင်ပါဘူးဒီနေ့မှလည်းကြိတ်ပါလေဦးမှာတစ်ဖက်စဉ်းစားမှာကိုပေါင်းကြီး360ရှုံးဆိုတဲ့အနေအထားမှာအိုဗီဒိုကကိုရပါမလားဗျာเนาะကျွန်တော်မစဉ်းစားကြပါဘူးဒါကြောင့်မလို့ကျွန်တော်ဒီဘာစီလိုနာပဲကြိုက်ပဲဘာစီလိုနာတစ်သိန်းနဲ့သွင်းမဲ့ဂိုးတွေပဲဗျာเนาะဒါကြောင့်မလို့ကျွန်တော်ဘာစီလိုနာထပ်ပြီးတော့ဒီနေ့မှကြိုက်တယ်ဒီနေ့လည်းဒီကြီးကအောင်သွားလေဦးမလို့ကျွန်တော်သုံးသပ်မိပါเนาะဒါကြောင့်ဘာစီလိုနာကြိုက်တယ်ကိုပေါင်းကြီးတော့မစဉ်းစားထားပါဘူးဘာဖြစ်လို့ဆိုဘာစီလိုနာတစ်သိန်းနဲ့သွင်းမှဖြစ်တဲ့အတွက်ကြောင့်ကဲနောက်ထပ်ကျွန်တော်တို့ဒီယူပါလေပွဲစဉ်တော့သွားလာမယ်เนาะပထမဆုံးဒီအက်စတိုမီလာနဲ့ဘိုလောနာပွဲဒီပွဲပေါ်ကြည့်မှဆိုလို့ရှိရင်အရှင်အက်စတိုမီလာတစ်လုံး80စာကိုပေါင်းကြီးကနှလုံး60ရှုံးပြီးထားတော့တွေ့ရတယ်ဘိုလောနာဆိုတော့ကျွန်တော်တို့ဒီအီတလီစီးရီးကလပ်အသင်းပေါ့ဗျာနော်ဘိုလောနာအနေနဲ့အဝေးကွင်းနေကန်ထားမှာဒီ AC မီလန်ကို1-0နဲ့ရှုံးထားတယ်ဒီပြီးတော့ဒီရိုးမာ1-0ဆိုတဲ့ကျင်းကျောင်းနဲ့ရလက်နဲ့နှစ်ပွဲရှုံးထားတယ်ပေါ့ဗျာနော်အခုဒီအက်စတိုမီလာပွဲသွားကန်မှာတစ်ဖက်ကဒီအက်စတိုမီလာကြည့်မှဆိုလို့ရှိရင်အက်စတိုမီလာကြတော့ဒီများလေးမှာတော်တော်အရှိနေစိုးနေတာဗျာနော်အက်စတိုမီလာအနေနဲ့နိုင်ပွဲကိုမရသေးဘူးနော်တေး3ပွဲကြ3မှတ်လာပဲရသေးတယ်ဒါတော့မှဒီရှင်းနေစိုးနေအက်စတိုမီလာအနေနဲ့ဦးနိုင်အမလီတဲ့အနေနဲ့ဒီသူ့အိမ်ခွေးမှာတစ်လုံး80စားဆိုတော့ကျွန်တော်ကြေးရသုံးတယ်မှာဆိုလို့ရှိရင်တော့အက်စတိုမီလာနိုင်မဲ့ကြီးမျိုးလို့ကျွန်တော်တွေ့ရပါတယ်နော်ဂိုးမောင်ချင်းနှလုံး60ရှုံးအက်စတိုမီလာတိုက်ဆက်ကလည်းနည်းနည်းလေးရုန်းကန်နေရတဲ့အနေအထားပဲပြီးခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်ဒီဆာနာလန်လို့အသင်းတော့ပြီးများလိမ့်ပေါ့နော်ဆာနာလန်တော့အသင်းတော်မှာတယောက်ရုံနေတော့မှတိုင်ပတ်နဲ့တကူပြန်သွင်းခံတဲ့အက်စတိုမီလာဒါတော့မှဒီသူ့အိမ်ခွေးမှာသူကဘိုလောနာလို့အသင်းတလုံး80စာရေးပုံစံဖွင့်တာတော့တလုံး80စာဆိုတာကတော့ထားပါတော့သူကြည့်ရပေးထားတယ်ဆိုတော့ကျွန်တော်ကတော့အက်စတိုမီလာပဲနေရမှာပဲဗျာနော်အက်စတိုမီလာအခုလောလောဆယ်ရလက်စုမြင်ဆိုမဲ့ညီပြကဦးနိုင်အမ်လီဖြစ်နေတာဟုတ်ဦးနိုင်အမ်လီဆိုတာကကျွန်တော်ဒီယူပါလေအတွေ့အကြုံဒီမှာလုံးဝအတွေ့အကြုံရှိရဲ့ညီပြတယောက်ဗျာနော်အက်စတိုမီလာပဲရွေးရမယ်ဒါပေမဲ့ဒီကိုပေါင်းကြီးနှလုံး60ရှုံးလို့ကျွန်တော်မကြိုက်ပါဘူးကျွန်တော်ကိုကပဲနေနေတယ်ဗျာနော်ဘိုလောနာအနေနဲ့သူဖြတ်တန်းနေတဲ့အဝေးကွင်းပွဲတွေမှာဒီဂိုးဒီအခန်းစစ်ကိုကြီးကြီးလေးနဲ့ဂိုးအောက်ထားတွေကများတာကိုကျွန်တော်တွေ့ရမှာနော်အားကြောင့်ကျွန်တော်အက်စတိုမီလာကြိုက်တယ်ဂိုးအောက်ကြိုက်တယ်နောက်တစ်ဝက်ဖြစ်တဲ့ဒီအော်စတြီးယားက7ပတ်နဲ့ဒီပေါ်တိုအသင်းပေါ့ဗျာနော်ဒီဝက်ပေါ်ကြီးမှာဆိုလို့ရှိရင်အဝေးကွင်းပေါ်တိုက level 80ကျော်ဘိုးပေါင်းကြီးမှာက360စားဆိုပေးထားတော့တွေ့ရတယ်
တစ်ဖက်ကဆေးဘက်ကဒီဩစတြေးလျကလပ်အသင်းပေါ့ဗျာနော်ဒီလောလောဆယ်ကအဝေးဝင်းပေါ်တိုက level 80ဆုံးပေးထားတာကိုပေးရတယ်ကိုပေါင်းကြီးက360စားပေါ်တိုအနေနဲ့သူ့ဒီလိတ်မှာတော့အလုံးဝအောင်တော့ရှုံးဝဲမရှိဘူး6ပွဲကန်ထားတယ်18မှတ်ရထားတယ်6ပွဲလုံးအနိုင်ရထားတဲ့အသင်းဗျာနော်ဒါကြောင့်မို့လက်ရှိရှေ့စွမ်းအရာရှေ့ကြည့်မယ်ဆိုလို့ရှိရင်ပေါ်တိုကတာပါတယ်ဗျာနော်ဘာမှစဉ်းစားမနဲ့ပေါ်တိုပဲရိုက်ဗျာနော်ဘော်ဒီကြီးပြည့်ပြီးတော့360စားဆိုကိုပေါင်းကြီးပြင်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ကိုပေါ်ပဲနေရမှာဗျာအခုလောလောဆယ်အော်စတြေးလျအသင်းဖြစ်တဲ့7ဘက်အသင်းအနေနဲ့သူအိမ်ဝင်းတွေမှာဖြတ်တန်းနေမှာသူအိမ်ဝင်း၄ပွဲကန်ထားတယ်နော်၄ပွဲကန်ထားမှာသူအိမ်ဝင်း၄ပွဲမှာ2ပွဲနိုင်1ပွဲရှုံး1ပွဲတည်ဆိုပြီးတော့အိမ်ဝင်းရလက်လေးနေတော့မဆိုးတဲ့တဲ့တော့ပါတော့ဗျာနော်ကျွန်တော်ကတော့7ဘက်လည်းကိုရလိုက်ပဲပေါ်လို့လည်းကိုရလိုက်မယ်ဒီပွဲကိုပေါ်ကြိုက်တယ်ဗျာနော်ဘော်ဒီမှာဆိုလို့ရင်တော့ပေါ်လို့ကြိုက်ပါကဲနောက်ထပ်တစ်ပွဲဖြစ်တဲ့စတူကတ်နဲ့ဆက်တာပြီးကိုပွဲဒီပွဲပေါ်ကြီးမှာဆိုလို့ရှိရင်အင်ဂျင်စတူကတ်က level အပြည့်ရှုံးကိုပေါ်ကြီးမှာက320စားကိုပေးထားတွေ့ရတယ်ဆက်တာပြီးကိုဗျာနော်ဆက်တာပြီးကိုဆိုညီကိုတို့သိပဲဒီစပိန်ကလေးကကလပ်ကတေးကုန်းကြည့်ပြည့်နေတယ်သူကန်တဲ့ပွဲတိုင်းမှာပထမဆုံးဒီဂီတာဖြိုးလာပဲအိမ်ကွင်းမှာဇီတုနဲ့ရှုံးပြီးတော့တောက်ချောင်း5ပွဲလုံးတေးကြထားတာဒီနေ့ပွဲမှာကြည့်အောင်မလားတေးကွင်းပြေအောင်မလားပြီးတော့ဂိုးတွေကလည်းသူကတခု1-1ကြီးပဲတေးကြတော့1-1ကြီးပဲနော်5ပွဲလုံး1-1ကြီးပဲတေးကြထားတဲ့အတင်းဒီနေ့ပွဲမှာကိုအဲ့လိုတေးကြဖို့ဦးတည်ပြောသွားအောင်မလားကျွန်တော်ဒီနေ့ပွဲမှာတော့မလုံးမယ်တော့မထင်တော့ပါဘူးဗျာကျွန်တော်ဒီစတုကက်လည်းပဲအပြေရှုံးပေးထားတဲ့အနေထားမှာစတုကက်ပဲနေရမှာပဲကြည်ရ320စားပေါ်လီကြီးမှာကကြတော့ဒီဆယ်တာဘီကိုလည်းဂိုးပေးထားတဲ့အနေထားကိုကျွန်တော်တွေ့ရတယ်စတုကက်အိမ်ဝင်းဖြစ်တာနဲ့ညီနော်စတုကက်ကအရင်နှစ်ကနဲ့မတူဘူးဗျအခုဒီနှစ်ဖြတ်သန်းနေတဲ့စတုကက်အနေထားကအိမ်ဝင်းမှာ2ပွဲကန်ထားတယ်နော် 2-0 1-0ဆိုတော့ရလက်မျိုးနဲ့ဂိုးတော့သူပြန်ပေးမထားဘူးဒီနေ့မှာတော့ဆယ်တာဘီကိုဂိုးရပါလိမ့်မယ်ဗျာနော်စတုကတ်နိုင်ကျင်လို့ရှိရင်တော့2ဂိုးသွင်းမှအဆင်ပြေမှာဒါကြောင့်မလို့ဒီ level အပြေရှုံးဂိုးပေါင်းကြီး320စားဆိုတဲ့အနေထားမှာကတော့ဂိုးပေါ်နေပဲသွားမယ် body မှာကတော့စတုကတ်ပဲနေရမှာပဲဗျာနော်ကဲနောက်ဆုံးတစ်ပွဲဖြစ်တဲ့ဒီရန်ပွိုင်းနဲ့ပန်နာတီနာကိုဒီနေ့ပေးထားတဲ့ကြီးမှာဆိုလို့ရှိရင်အင်ရှင်ရန်ပွိုင်းက level 30ရှုံးဂိုးပေါင်းကြီးက390စားကိုပေးထားတော့တွေ့ရတယ်ရန်ပွိုင်းဆိုတာကဆွစ်ဇာလန်ကလပ်အသင်းဗျာနော်တစ်ဖက်ကပန်နာတီနာကိုကြတော့ဂရီလိတ်ကအသင်းညာနော်သူကတော့ဒီအဆင့်7မှာရှိရသူ့နေရာမှာကဲဒီပွဲမှာဆိုလို့ရှိရင်ဒီရန်ပွိုင်းအနေနဲ့ပနာတီနာကိုဆိုတာသူ့လိတ်မှာတော့ဘယ်လိုပြောမလဲဒင်းက3ပွဲကန်ထားတယ်သူက3ပွဲကန်ထားသေး2ပွဲ1-1ဆိုသေး2ပွဲကန်ထားပြီးတော့ဒီ3-2နဲ့တစ်ခါရှုံးပြီးတော့နော်အဆင့်7မှာရက်တည်နေတယ်ပေါ့ဗျာအရမှ2မှတ်နဲ့ရန်ပွိုင်းအနေနဲ့တကယ်သူကြီးဘယ်လိုပြောမလဲနိုင်ကျင်တဲ့ကြီးမျိုးဆိုလို့ရှိရင်နည်းနည်းလေးပို့ပေးလို့ရပါတယ်ပနာတီနာကော့ဆိုတာလည်းကျွန်တော်တို့စိမ့်နေတဲ့အသင်းမဟုတ်ဘူးရန်ဝိုင်းဆိုတာလည်းကျွန်တော်ယူပါလိမ့်မှာစိမ့်နေတဲ့အသင်းမဟုတ်ဘူးဗျာနော်ဒီနေ့ထိရတူမှုတွေမှာရန်ဝိုင်းအနေနဲ့အိမ်ဝင်းမှာဒီလူကြီးမျိုးပေးတာတော့ကျွန်တော်မကြိုက်ပါဘူးနော်ဂိုးပေါင်းကြီး3-9စားဆိုတဲ့အနေထားမှာကျွန်တော်ကိုတော့ပဲကြိုက်ပါတယ်ဘော်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ပနာတီနာကိုနဲ့ပဲနေချင်ပါတယ်ဗျာနော်ကျွန်တော်ဒီပွဲကြည့်ရတာသေချာမဲ့ပွဲကြီးပါဗျာအတိတိုင်းနော်ကျွန်တော်ကိုတော့တကြောင်နဲ့ပဲကြိုက်ပါညီကိုတို့နော်ညီကိုတို့အားလုံးကျွန်တော်အခုသုံးသက်ပေးတာကိုအကြိုက်တွေလိုက်ဆိုပါဗျာနော်အကြိုက်မျိုးတော့လည်းလွတ်လပ်စွာနဲ့ဘက်ကန်ပြီးရိုက်ကြဗျာနော်အားလုံးအစီအမီရှုံးမှုကြပါသည်အားလုံးကျေးဇူးတင်ပါတယ်